ဒီနေ့ခေတ်မှာလူငယ်တော်တော်များများကမြန်ချမ်းသာရှင်ကြတယ်မြန်တထေးဖြစ်ရှင်ကြတယ်လွယ်လေးနဲ့ဘဝကိုပြောင်းလဲရှင်ကြတယ်ဒါပေမဲ့လူကြီးမင်းတို့ကိုမေးရှင်တာတစ်ခုရှိတယ်လူကြီးမင်းရဲ့စိတ်ဓာတ်ကတထေးဖြစ်ဖို့အစဉ်သစ်ဖြစ်ပြီလားလူကြီးမင်းရဲ့အုံနောက်ကပိတ်ဆံကိုထိန်းချုပ်နိုင်လောက်ပြီလားလူအများစုကပတ်စံမရှိလို့ပြက်စီသွားတာမဟုတ်ပါဘူးပတ်စံကိုကင်တွယ်နိုင်တဲ့စိတ်မရှိလို့ပြက်စီသွားတာပါတချို့တော်သူတွေကပတ်စံရှမ်းတလာပြီးမှဘဝပြတ်သွားကြတယ်ဘာလို့လဲအကြောင်းကသူတို့ရဲ့စိတ်ကပတ်စံကိုမထိန်ချုပ်နိုင်သေးတဲ့အချိန်မှာပတ်စံအများကြီးဝင်လာလို့ပဲဒီခေတ်မှာ3လနဲ့ရှမ်းတာမယ်6လနဲ့တထေးဖြစ်မယ်တစ်နှစ်နဲ့ကားဝယ်နိုင်မယ်ဆိုတဲ့စကားတွေကနေရာတိုင်းမှာကြားရတယ်ဒါပေမဲ့အမှန်တရားကအမြန်ရတဲ့အရာတွေဟာအမြန်ဆုံးနည်းနဲ့ပြည့်စည်သွားကြတယ်အဆောက်အဦတစ်လုံးကိုအုတ်တစ်လုံးရှင်းစီမစီပဲအမြင့်ဆုံးဆောက်လိုက်ရင်တစ်နေ့မပြိုဘူးလားဘောကလည်းအဲ့ဒီလိုပဲအရှိခံမရှိတဲ့အောင်မြင်မှုဟာအန်တရတစ်ခုပါပဲတထေးဖြစ်ရှင်တာမမားပါဘူးဒါပေမဲ့မတည်ငြိမ်သေးတဲ့စိတ်တစ်ခုနဲ့ပတ်စံအများကြီးရရင်လူကပြောင်းလဲသွားတတ်ပါတယ်အလုံးမလုံးရှင်တော့ဘူးအလွယ်လမ်းပဲရှာတော့မယ်လောင်ကစားဝူးရစေးဒါတွေအပေါ်အတုံဖြုံကြမ်းလာမယ်နောက်ဆုံးပတ်စံလဲပြောက်ဘဝလည်းပြက်တာပဲဒါကြောင့်တထေးဖြစ်ဖို့အလောမကြီးပါနဲ့အရင်ဆုံးလူကောင်းတစ်ယောက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားပါလူကြီးမင်းဘဝမှာအရင်ဆုံးတည်ဆောက်ရမယ့်အရာ၅ခုရှိတယ်နံပါတ်1စိတ်ရှည်မှုစိတ်မရှည်တဲ့သူကအောင်မြင်မှုကိုမစောင့်နိုင်ဘူးနံပါတ်2အလုပ်လုပ်နိုင်စွမ်းတထေးဖြစ်မဲ့သူကအလုပ်ကိုမရှောင်ဘူးအလုပ်ကိုမကြောက်ဘူးနံပါတ်3တင်ယူနိုင်စွမ်းမတင်ယူတဲ့နေ့ကကြာရှုံမှုစတင်တဲ့နေ့ပါပဲနံပါတ်4စီကံမရှိတဲ့သူကပတ်စံရှမ်းတလာလဲကြံပြီးတော့ဆင်ရဲမှာပဲနံပါတ်5တန်ဖိုးကိုတန်ဖိုးမတိုးတက်ရင်ဝင်ငွေကလည်းတိုးတက်လာမှာမဟုတ်ပါဘူးဒီနေ့လူကြီးမင်းတို့ကိုပြောရှင်းတာတခုကတထေးဖြစ်ဖို့စံတမစောပါနဲ့အရင်ဆုံးကိုတန်ဖိုးရှိတဲ့လူဖြစ်အောင်လုပ်ပါကိုကတန်ဖိုးရှိတဲ့လူဖြစ်လာရင်တထေးဖြစ်တာကအချိန်တစ်ခုပဲလိုတာပါလူကြီးမင်းတို့ရဲ့အမြင်ကိုရောcommentမှာရေးထားခဲ့ပါဦးနော်ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့အဆုံးသတ်ပြစေဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်